တော့ဒီပေါ့နော်ဒီဝက်စာကက်ဘိုးရမောက်ဖရားကိုဘယ်လိုသွားမလဲဆိုတော့ဒီဆမ်မရွန်ကနေပြီးတော့ဒီချစ်လုံပေါ့ BTS ကိုစီးမယ်စီးပွားလို့ရှိရင်Platinum Mall အရှိမလေစီးလို့ရတယ်ပေါ့နော်အဲ့ဒီကနေလေစီးပြီးတော့ဒီဝက်စာကက်ဖရားကိုသွားမယ်ပေါ့နော်ချစ်လုံ62 บาทချစ်လုံကို platform number 2ကနေစီးရမှာပါဒါရကျမပါကျမရဲ့ outfit ပါကဲကျမဘယ်လောက်လာလဲကဲထဲကိုသွားမယ်ထိုင်ကုန်ရတဲ့ဒီကနေကင်းဘက်ဆိုတော့လေလူချောင်းတယ်ခု Platinum Mall မှာလေသွားစီးမယ်ဆိုတော့ဒီကိုကမ်းမမှာ Platinum Mall လို့ရိုက်ရှာလိုက်မယ်ပြီးရင်ကိုခုစီးတဲ့ဒီ Sukhumvit line ကိုချစ်လုံအထိထောက်ထားလိုက်မယ်ပေါ့နော်ပြီးရင်ကိုလမ်းတစ်ချောင်းလုံးဘယ်သွားနေဆိုတော့သိရတယ်ပေါ့အခုဒီမှာချစ်လုံ station ကိုရောက်ပါပြီအခုမြင်ရတော့ LV ပေါ့နော် Louis Vuitton showroom ပါဒီအခု Central World Platinum Mall ဘက်ကိုရှောက်တဲ့ဒီ BTS လမ်းတစ်ချောင်းမှာမြင်နေရမယ်ပေါ့နော် view တွေပါအခုဒီတဲ့တယ်ပေါ့နော်ဒီ Central World ရှိပေါ့နော်ဒီဖျားတွေပေါ့နော်ချီတဲ့နေရာနာကိုရအောင်ရှောက်သွားမယ်အခုဒီ Central World ကနေပြီးတော့ပတ်တူနန်ဒီမောနာကလေးစီးရဲ့နေရာကိုသွားမယ်ဒီမှာလေးစီးရဲ့နေရာတော့ဒီနေရာသွားမယ်ဒီမှာပေါ့နော်ဒီမှာထိုင်းမုံမှာလည်းရေးထားရပေါ့နော်ပြီးသွားလို့ရှိရင်သူတို့ကမသိလို့ရှိရင်ပန်းဖားလေးလာဝါစာကဖျားသွားမယ်ဆိုပြီးတော့မေးကြည့်လို့လည်းရပါတယ်ခုကဒီမှာပေါ့နော်လေပေါင်မှာတော့ရောက်ပြီဒီကနေပြီးတော့ပန်းဖားလေးလာဆိုရယ်လေစိတ်ကိုသွားဖို့တော့ပေါ့နော်ဝါစာကဖျားရှိပန်းဖားလေးလာကိုသွားဖို့တော့စောင့်နေတာပါဒီမှာလေရလူပြေးဖို့စောင့်ပါပြီပတ်စံပေးတော့ပန်းဖာလီလားပေးတာ one only oneဒီကုန်းတရအဖြူလေးတွေ့ပြီဆိုရင်တော့ဒါကတော့ဝါစာကဖျားနာကိုရောက်ပါပြီဒါကတော့ပန်းဖာလီလားပေါ့နော်လေစိတ်ပေါ့နော်ဒီမှာရောက်ပါပြီဒီမှာပေါ့နော်ဒီတရားအောင်မြင်လို့ရှိရင်တော့ဆင်းလို့ရတယ်ပေါ့နော်ဒီမှာဒီလေးစိတ်ပါခုနရက်နေတဲ့လေးစိတ်ကနေဘယ်ဘက်ပေါ့နော်ဒီတရားတဲတဲ့ပေါ့လေအခုဒီမှာဖုံးနေသွားတယ်နောက်လိုက်သွားလိုက်ဒီမှာကိုရမ်းမောက်ဆိုပြီးတော့လည်းများလေးပြထားပါတယ်ဒီပေါက်ထဲဝင်လာလို့ရှိရင်ဒီမှာဖះကိုရောက်ပါပြီကိုရမ်းမောက်ဖះအခုကိုရမ်းမောက်ဘကိုးတာရောက်ပါပြီဒီမှာပါ
ဒါကတော့လမ်းညွှန်ဆိုင်ပုတ်ပါဘယ်နှမိုင်စီဝေးရဲဆိုတော့ပြထားတာပါခုနဝင်ပေါက်ကနေဒီညာဘက်ကိုပေါ့နော်တဲ့ရှောက်လိုက်မယ်ဆိုလို့ရှိရင်ဒီဖျားရီမေပုံတက်တဲ့အပေါင်းလားကိုရောက်ပါမယ်ရှင်ဒါကတော့ဒီဖျားကိုသွားတဲ့လမ်းမှာမြင်ရတဲ့ဖျားရုပ်ထုတွေပါဒါကတော့ညောင်မြမှာရေးပြီးတော့ဆူတောင်းတာပါနော်ကိုဆူတောင်းခြင်းတဲ့ဟာကိုညောင်မြလေးမှာရေးပြီးတော့ထိတ်ရတာပါသူကတော့လုံငယ်ရတော့ဘတ်20လောက်ရှိရပေါ့နော်ဒါကတော့ဝင်ပေါက်ဂိတ်ပါသူကဝင်ကြီးဘတ်100ပေးရပါတယ် foreigner ဆိုလို့ရှိရင် Thank you so much. Okay. Ticket. walk up.